ချစ်သူရှိလေတိုင်ရွန်နဲ့အနမ်းခမ်းရရတာသူ့အတွက်အေးဆေးပဲဆိုတဲ့ဝါဆိုမို့ဦးပရိသတ်များလုံးပဲမင်္ဂလာပါရှင်ဝါဆိုမိုးကတော့အမှုပညာလောကတွေကိုနောက်တစ်ချိန်ပြန်ဝင်လာချိန်မှာပရိသတ်အားပေးမှုကိုတခဲနဲ့ရနေပြီလည်းဖြစ်ပါတယ်ကလေးတယောက်ဆောင်ပွားကလေးကအမှုပညာအလုပ်တွေကိုအကောင်းဆုံးဖန်တီးခဲ့တဲ့ဝါဆိုကအခုချိန်မှာလည်းသူ့ရဲ့အမှုပညာအရေးချင်းတွေကိုပရိသတ်မြင်အောင်ပြနိုင်ခဲ့သူလည်းဖြစ်ပါတယ်ဝါဆိုကအမှုပညာအလုပ်တွေနဲ့ကင်းကွာခဲ့တာအချိန်တော်ကြာခဲ့ပါပြီပရိသတ်တွေနဲ့အဆက်အသွယ်မပြတ်အောင်ဆိုရှယ်မီဒီယာမှာအမြဲမပြတ်ရှိနေပေမဲ့အမှုပညာအလုပ်တွေကိုမလုပ်ဖြစ်တော့တဲ့အခြေအနေပါအသက်အရွယ်တစ်ခုရောက်နေပြီမို့စီးပွားရေးလောကမှာပဲကျင်လည်နေခဲ့တဲ့ဝါဆိုကအခုချိန်မှာဝါသနာအရအမှုပညာလောကတွေကိုတကြော့ပြန်ဝင်ခဲ့တာလည်းဖြစ်ပါတယ်။သူအနေနဲ့ဝါသနာကြောင့်စကားပြန်ရိုက်ခဲ့တာကံကောင်းတယ်လို့ဆိုရမှာပါပဲ။တခါမှမရိုက်ကူးဘူးတဲ့ villain character နေရာကနေပရိသတ်တွေရဲ့တခဲနဲ့အားပေးမှုရအောင်တရုပ်ဆောင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဝါဆိုကတငယ်ချင်းပြည်တွေဆိုတဲ့ဇလန်တွင်မှာမေဘယ်ဆိုတဲ့နေရာကနေတရုပ်ဆောင်ခွင့်ရခဲ့တာပါ။အဲဇလန်တွင်မှာတော့မေဘယ်ကငွေမရှိပေမဲ့မာနရှိတဲ့ကောင်မလေးတယောက်ကနေအရွယ်တိုင်ရင်ဘဝကကြပြောင်းကြပြန်တွေဖြစ်ခဲ့ရတာလည်းဖြစ်ပါတယ်။မိဘရဲ့ဆရုပ်ကိုတော့ပရိသတ်တွေကမုန်းခဲ့တာအသေးချပါပဲ။ဇလန်တဲမှာလည်းပါသမ ्या ယောက်ျားတွေနဲ့တယောက်မှမလွတ်ဘဲပတ်သက်နေသလိုသူရဲ့ idol တွေကြောင့်ကြည့်မရဖြစ်ခဲ့ကြတာလည်းဖြစ်ပါတယ်။ဝါဆိုကတော့သူ့ရဲ့ campus ဇကားမှာအကောင်ဆုံးဖြစ်အောင်သေချာပြင်ဆင်စူးစမ်းထားတာလည်းဖြစ်ပါတယ်။ဇဝင်ကန်တခန်းချင်းစီကိုပရိသတ်အကြိုက်တွေ့အောင်အကောင်ဆုံးရိုက်ကူးခဲ့သလိုကာရိုက်တာပြီးပြင်အောင်အနမ်းခန်းတွေကိုလည်းတကယ်နမ်းမိရိုက်ကူးခဲ့တာလည်းဖြစ်ပါတယ်။တငယ်ချင်းမီရီဇလန်တွေကအလောင်းဇလန်တွေဖြစ်ပေမဲ့ပရိသတ်တွေကစိတ်အပန်းပြအောင်ရိုးတဲ့အခန်းတွေလည်းထည့်ပေးထားပါတယ်။အလောင်းကားထဲမှာပါတဲ့ရိုးတဲ့စက်ဝင်ခန်းတွေကိုပရိသတ်တွေကြည်ပြီးကြည်နူးရအောင်တီချာလေးရိုက်ကူးခဲ့ကြတာလည်းဖြစ်ပါတယ်။ရိုးတဲ့အခန်းကအရင်မပါပေမဲ့ပါတဲ့အခန်းတိုင်းကလည်းပရိသတ်ကြားမှာပေါက်ခဲ့တဲ့အထီးပါပဲ။နေထွန်းနဲ့နော်ဖော်တို့နှစ်ယောက်ရဲ့တဲတဲလေးနဲ့ကိုခေါ်တဲ့အခန်းဆိုရင်လည်းပရိသတ်ကြားမှာပလူပြန်အောင်ပေါက်ခဲ့သလိုတိုင်ရွန်နဲ့ဝါဇိုတို့နှစ်ယောက်ရဲ့အနမ်းခန်းဆိုရင်လည်းပရိသတ်တွေသဘောကျခဲ့ရတဲ့အခန်းလေးတွေလည်းဖြစ်ပါတယ်။ဝါဇိုကတော့ဇလန်းပီပြင်အောင်တိုင်ရွန်ကိုတကယ်နမ်းပြီးတရုပ်ဆောင်ခဲ့တာပါ။ဝါဇိုကတော့တရုပ်ဆောင်ကောင်းပြီးပရိသတ်အားပေးတဲ့မင်းသမီးတစ်လက်ဖြစ်အောင်စူးစမ်းနေတာလည်းဖြစ်ပါတယ်။ကိုနှစ်ကျော်ကြာအောင်တွဲနေတဲ့ချစ်သူရှိပေမဲ့လည်းဇက်ကားမှာအကောင်းဆုံးဖြစ်အောင်တရုပ်ဆောင်နိုင်ဖို့ကအဓိကဦးစားပေးနေတာဖြစ်ပါတယ်။ကိုနှစ်ကျော်ကြာအောင်တွဲနေတဲ့ချစ်သူရှိပေမဲ့လည်းဇက်ကားမှာအကောင်းဆုံးဖြစ်အောင်တရုပ်ဆောင်နိုင်ဖို့ကအဓိကဦးစားပေးဖြစ်နေတာပါ။ဝါဆိုကတော့တဝင်းတူတက်တဲ့ချစ်သူကိုပိုင်ဆိုင်ထားပြီးမြဲအနုပညာလုံးနဲ့ပတ်သက်ရင်ကောင်လေးကအေးဆေးပဲလို့ဆိုပါတယ်။ပြိုးလေးကကြံတဲ့အရာတွေနဲ့တဝင်းတူပြီးမြဲအနုပညာနဲ့ပတ်သက်ရင်တော့ချုပ်ချယ်တာမျိုးမရှိပါဘူး။သူကိုယ်တိုင်ကလည်းအခုချိန်မှဇကားရီရိုက်ကူးနေပြီးမို့ဝါဆိုရဲ့အနုပညာကိုအားပေးနေခဲ့တာလည်းဖြစ်ပါတယ်။နှစ်ယောက်သားကအနုပညာနယ်ပယ်တွေကပဲမို့တော်ရုံကိစ္စတွေကိုပြောစရာမလိုညှိနှိုင်းစရာမလိုအောင်အဆင်ပြေကြတာလည်းဖြစ်ပါတယ်။ဝါဆိုကတော့နားလည်မှုအပြည့်ပေးထားတဲ့ချစ်သူကောင်လေးကြောင့်အနမ်းငန်းရရင်တော့ပြောစရာတိုင်ပင်စရာမလိုပဲအေးဆေးရိုက်လို့ရတယ်ဆိုပြီးပြောပြလာခဲ့တာလည်းဖြစ်ပါတယ်။ဝါဆိုကတော့အကောင်းဆုံးဖြစ်အောင်စိတ်နဲ့ပြီးရိုက်ထားတာမို့အခုဆိုရင်ပရိသတ်အားပေးမှုကိုတခဲနဲ့ပြန်ရနေပြီလည်းဖြစ်ပါတယ်။တငယ်ချင်းမီရီဇကားကဇမသိန်းသိပြီမဲ့ပရိသတ်ကြားမှာဝါဆိုကတော်တော်ကိုအပြောခံနေရပါပြီ။အချင်းရုပ်တဲ့မီရီမဆိုပြီးအမုန်းခံနေရပြီမဲ့ဝါဆိုကတော့ပျော်ရွှင်နေပါတယ်။သူရဲ့တရုပ်ဆောင်ချက်တွေကပြည်ပြနေတာမို့ပရိသတ်မုန်းနာခံနေရပြီမဲ့လမ်းမတွေ့တဲ့ပရိသတ်တိုင်းကမေပဲဆိုပြီးသူ့ကိုမှတ်မိနေတာမို့သူ့အနေနဲ့ပီတိဖြစ်နေရပြီလည်းဖြစ်ပါတယ်။